အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့စကားပြောတဲ့ခါကျရင်ကြားညက်တုံလို့ရတဲ့စကားစုလေးတွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမတစ်လုံးကတော့ by the way ဆိုတဲ့စကားစုလေးပဲဖြစ်ပါတယ် by the way ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဒါနဲ့စကားမဆက်လို့အဓိပ္ပာယ်ရပါတယ်ဥမာနဲ့ပြောမှဆိုရင် by the way have you eaten ဒါနဲ့စကားမဆက်မင်းထမင်းစားပြီးပြီလားဒုတိယလုံးကတော့ anyway ဆိုတဲ့စကားစုလေးပဲဖြစ်ပါတယ် anyway ဆိုတဲ့စကားစုလေးရဲ့အဓိပ္ပာယ်ကတော့ဘာပဲဖြစ်ဖြစ်လို့အဓိပ္ပာယ်ရပါတယ်ဥမာနဲ့ပြောမှဆိုရင် anyway thank you for coming ဘာပဲဖြစ်လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်နောက်ဆုံးတစ်လုံးကတော့ actually ဆိုတာကတော့တကယ်တော့လို့အဓိပ္ပာယ်ရပါတယ်ဥမာနဲ့ပြောမှဆိုရင် actually I'm busy တကယ်တော့ငါအလုပ်များနေတယ်လို့အဓိပ္ပာယ်ရတော့နော်ဒီစကားစုလေးကိုသုံးပြီးတော့အင်္ဂလိပ်စကားကိုပို့ပြီးတော့တဘာဝကျပြောနိုင်ကြပါစေနော်နောက်ထပ်သင်ခန်းစာတွေအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြဖို့မမေ့ကြနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye